မင်္ဂလာပါမင်္ဂလာပါဒီတစ်ချက်အရန်ကြရနော်သူနေရခွေဟာဘွားပေးတဲ့ကိုယ်တော်ပါတို့တွေတစ်သက်လုံးမဲ့ချစ်ကြမှာပျော်ရွှင်စရာဘွားလေးနဲ့ဝေးခဲ့ချိန်နောက်ပိုင်းမှာချစ်ဆုံးကလေးကိုတစ်သက်လုံးမဲ့တတိယနေမဲ့ရှိတယ်မှာပြန်လေးကဆုံးတွေ့ချင်အိမ်မဲ့တင်မဲ့စင်တော်ချစ်ရဲ့ကိုဝမ်းနေဝမ်းလေးတာတကယ်ဆိုရတဲ့ရောက်ချိန်မှမရှိရင်မပြောရင်ပါချစ်ဆုံးလေးရဲ့တလုံးမဲ့တတိယနေမဲ့ရင်နေမှာကလေးတွေလည်းရင်ထဲမြင်တာလို့နာပေါ်မဲ့တဲ့ဘွားရဲ့လဲမတရားထဲမှာဘယ်တော့မှမသိရင်လဲခံစားချင်ရင်စုတဲ့ဖက်မှာနောက်ဆုံးထွက်တဲ့ဒီကိုချစ်သွားမှာပါရှင်မောင်လေးကိုတင်ဆောင်ပြန်လဲကမဆုံးသေးသေးမမေးဖြစ်အောင်စိတ်ထဲမှာချစ်ဆုံးမလင်းကိုတစ်သက်လုံးမဲ့တတိယနေတဲ့ရှိတယ်မှာဒီမှာလည်းလွမ်းနေတဲ့ချိန်နဲ့ရတယ်ဘွားရဲ့တူရတဲ့ကျေးဇူးတင်ပါတယ်ပြန်လဲကဆိုသေးချေအိမ်မဲ့ဖြစ်စင်မှာချစ်ရဲ့ကိုဝမ်းလဲတာတကယ်ဆိုရဲ့တယောက်တည်းမို့မေမရှိရင်မပြောရဲပါချစ်ဆုံးလေးကိုတလုံးမဲ့တတိယနေတဲ့ရှိတယ်မှာခွေဟာဘွားပေးတဲ့ကိုယ်တော်ပါတို့တွေတစ်သက်လုံးမဲ့ချစ်ကြမှာပျော်ရွှင်စရာဘွားကလေးနဲ့ဝေးခဲ့ချိန်နောက်ပိုင်းမှာချစ်ဆုံးမလေးကိုတစ်သက်လုံးမဲ့တတိယနေတဲ့ရှိတယ်မှာတို့နေအောင်ပြောဆောင်ဝဲလို့မျောနေတဲ့လူတယောက်ပါအဲဒီတော့ချစ်ခဲ့ဝဲအရင်ချစ်ရတဲ့ချစ်သူတယောက်ရှိတဲ့အတွက်ဒီလိုချစ်လို့ဆိုပြပါတယ်